လေငါလည်းမသိဘူးလေလီဆောင်ဟန်ပဲသိတာခုသိပါရဲ့အခုသိပါပြီမင်းလည်းမချုံမို့ဟုတ်တယ်မလီငါခေါ်မိလားမှားပြီထင်ပါတယ်အသက်ကဘယ်လောက်တော့18မပြည့်ဒီရအရာတိုင်းရဒီရအရာပြောလား18နှစ်မပြည့်သေးဘူးတကယ်ဟုတ်လို့လားဟုတ်ပါရဲ့မှန်လိုက်စမ်း18ပြည့်ဒီလိုမျိုးတိုင်းရောက်ပါဆက်ပြည့်လာတော့မပြည့်လားမပြည့်သေးရမပြည့်သေးလားဟုတ်ပြီအခု18မပြည့်သေးဘူးဆိုတော့ကျောင်းတက်နေမှာပေါ့ဘယ်နဲ့တန်းလဲကျောင်းထွက်လာပြီဆရာကျောင်းကထွက်နေတယ်ဆိုတော့အခုဘာလုပ်နေလဲတောင်သူပဲလုပ်တယ်တောင်သူဘာတောင်သူတွေလောက်တာတော့ပြောဦးလေဖျဲသီးဆိုင်တယ်ဖျဲသီးဆိုင်တယ်အနီရောပါရဲ့အနီရောဟွာရောပြီးတော့ခန်းရင်ဒီခန်းရင်ဒီတစ်လောက်ဘယ်လောက်တစ်နှစ်ကိုဘယ်လောက်ရလဲ3ရက်ချာတစ်ခါ7သိန်းကျော်ရ3ရက်ဘယ်3ရက်ချာတစ်ခါကြည့်ပြော3ရက်ချာတစ်ခါဘယ်လောက်ရလဲ7သိန်းကျော်လာမောင်လေးအိမ်ပြန်မယ်ဘာဝါသနာပါလဲချင်းခတ်တာဝါသနာပါချင်းခတ်တာဝါသနာပါတယ်သူကလည်းမသိရင်ဆိုဝါသနာပါတာလို့ပါလို့ပါပါတယ်ပါလားဘာတချင်းရတော့မဘာတချင်းတော့ဆိုပေးရမလို့ဘာတချင်းရတော့လို့မေးတာလေငါတို့ရတဲ့တချင်းကိုပြောငါတို့ရတဲ့တချင်းကိုပြောဘာချင်းဆိုပေးရင်ကောင်းမလဲမမဆိုတာကောင်းတယ်ပြောလေဘာတချင်းရတော့ဘယ်လိုပဲခဏခဏတတ်မလို့မေးကြည့်ငါဘာဘိုက်စားလာတယ်သူကဒီမှာမကြည့်နေကိုရှာတာဘုရားတဲ့ပြေကြောဟုတ်ပါတယ်အေးပါဟုတ်ကဲ့မင်းမလူရှင်တော့လုံးလိုက်ပါလို့ဘာတစ်ချင်းရတော့ဘာမရတော့ဘူးဘာသူနေနေရအတီးတရညတပြုတ်ရပါရလားရဆိုလို့1 2 3ရဲလို့ခါကြရှက်တိုင်းလောက်ကလိုက်နေရှက်တိုင်းပဲလောက်ကလိုက်မယ်ဟုတ်ပြီရတယ်အဲ့ဒါဆိုရှစ်တို့တောင်းရလေလိုက်ဓမ္မထုံနေကွယ်အားဆိုလိုက်ကြတယ်မသိမင်းမတောင်းသူလောက်တာဆိုတောင်းရလေလိုက်ဓမ္မထုံနေကွယ်တောင်းရလေလို့ဓမ္မထုံနေကွယ်တောင်းပါလေးတွေချစ်နေတာကြည့်တောင်းပါလေးတွေဂျိုးဖို့ငွေပေးထားလို့ဒီရမလေးဒီတောင်းမအဲ့လိုရှိရင်ဘူးရရတယ်ဒါလေးတော့လွယ်လေးဟာဂျိုးဖို့အမွေပေးထားလို့အမွေပေးထားတာနော်ဂျိုးဖို့အမွေပေးထားလို့ဟုတ်တယ်လေဂျိုးဖို့အမွေပေးထားလို့ဂျိုးဖို့အမွေပေးမိကားတဲ့ချင်းဆိုလိုက်ပါတော့တဲ့ချပြီးတော့လည်းသူကမလိုက်တာလောက်ရတဲ့တချစ်ဆိုလိုက်လောက်တီတီကပါဖောင်းမှလောက်ပြင်မယ်မင်းစင်ပြေတာသူဆိုတာကောင်းလို့ရှင်တစ်ခုတန်လေးချင်းမြစ်ပေးရောမခိုင်ဆိုရှင်းချင်းမတင်ဝေဆိုတော့ဆိုပေးလို့မရဘူးလားဘေးကလူကဘာလုပ်လဲမှမသိအေးလောက်ကမှာလောက်ရုပ်ပြည့်တရားလို့ပေါင်းစေဆောင်နေလို့သူချက်ချင်းလာခဲ့မယ်လို့ညာပြီးရရှိလို့ရဲ့ချုပ်မရောက်တော့ခါချုပ်กว่าခံနဲ့လက်ပတ်ပြီးတော့စင်းနေဆိုခဏလောက်အပြင်းပြေဖို့မနေရတာရှိန်ပြီးမပဲလို့ရှက်အေးပတ်ကြီးပေါင်းပြီးအုံထုံနဲ့ Airport Sky ဝတ်ပြီးတော့စင်ပြေသွားပြီးပြင်ကိုသွားပြီးတန်တော်ကြီးဟုတ်ဆရာစိတ်ရှိုးရှိတဲ့စနေနေ့မို့လူများကြီးအရှိအကြီးအနောက်လက်ကြီးညောင်ဝန်းဆောင်ကငါကိုကြည့်ဒီကိုလေးဒူဒီဝဲရဲ့ဘူးအိကလေးနေရလည်းမရပြပြလေးနေရလည်းမရဒီလေးဆိုပြောမှာလို့စားမယ်အဲ့နောက်ကကြာကြီးနေတော့တော်တော်မိုက်နေပြီဒီတော့ငါစုသွားချအောင်မင်းစုနေလိုက်အဲ့မှာတပုတ်ဆိုကြည့်ရတာလေသူလည်းနွားပွင့်စားထင်ပါတယ်
အဲ့လိုလည်းတိုက်ပါလားအဲ့ချောက် မဒီတော့တောင်းတာရပြီလေဟဲ့ဒီကောင်ငါမှာ ပြီးဝဲ ဘုံမှာမဆိုရသေးဘူးသူကအာကလောင်တော့ဆက်သွားတယ်လေတောက်ပါမင်းဒီတောက်ရင်ငါတလို့ပါပဲညမတော့ပါဘူးရပါလေရပြီစင်းတော့အမတော့စက်မခေါ်သွားနိုင်ဘူးနေအောင်မောင်လေးလောင်းမောင်လေးလောင်းဟဲ့မောင်လေးလောင်းသူကလည်းစင်းဆိုဇုတ်ကိုစင်းတာနောက်ကိုလက်မကြည့်တော့ဘူး ခုပဲညွှန်လာခုပဲဝင်လာ 哦，回来ထွက်လိုက်你回来来演ထွက်လိုက်ရင်ကိုတက်လက်ဆက်ပါ你来လက်ခံထားတာငါဟုတ်ရရင်လည်းသတ်ဆိုလေငါတယောက်တောင်မလို့ဩတွေ့လားသူများတစ်ချောင်းဆိုရင်တစ်ချောင်းရလို့ အတူလေးရွေးရ အတူလေးတွေရတာတစ်ချောင်းတစ်ပုတ်လောက်ဆိုလို့ရကိုထွေးနေ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 နာမည်ဘယ်လိုခေါ်လဲ ဒီမုံ ဟာနားတယ်ကိုဆူဆူသွားတယ်ကွာ ဒီလည်းခေါ်ချင်မောင်လို့ခေါ်ရရ အမအဲ့ ဆောင်းကပဲသူလက်ခုပ်နေကြ ဘာရောလဲဘာရောလဲ အားရွေး ခက်ခဲမှာမမရှင်းတောင်းမှမှာလေ ရောပြည့်တဲ့ကြီး ညမမတတိုင်းတော့လိုက်ညမရောလေရောလေညီမလေးဟာချစ်ချစ်ချစ်စလားဟုတ်ကဲ့ကိုမလေးမောင်ပြန်တော့တော်တော်ဆိုးတဲ့မောင်သူ့ကိုမောင်လို့လားခေါ်အောင်ကိုဘွားမှာခါမှမတွေ့ဘူးအေးမင်္ဂလာပါဒီရလဲအမပြောမဘာလားမနေ့က咱们昨天下子都讲的ဘာတော့ဘာလို့တို့ညာလို့တို့ဘာလို့တို့ညာလို့တို့ခု ခုတော့ပို့ ဘာလို့တို့ညာလို့တို့ ခုတော့ပို့ တခုကိုမှမဘာလို့ဘလို့ပုံနေရတော့ဘာလို့တို့ညာလို့တို့တခုခုလားလို့ဘာလို့တို့ညာလို့တို့ ခုတော့ပို့ ဟာ ဒီဘူးလေ မသိရဲ့အဲ့ရှင်းလို့လဲဟိုလဲဒီဘက်ကိုကြည့်မနေနဲ့လက်ဖက်ကြီးနဲ့သွားတဲ့ဟိုခွင်းသွေးတွေနဲ့စေးကုန်ဟိုဘက်ကိုကြည့်လို့မကြည့်ရဘူးတဲ့ကြည့်အောင်တက်လဲတက်လာသေးတယ်ပရိသတ်ကိုဖင်ပေးထားဟိုဘက်ကိုလက်လိုက်ပါလက်ပြလိုက်အဲ့မယ်သွားနဲ့ခောက်ခါရင်ရှေ့တိုးခဲ့လိုက်ဘာလို့ညာလို့ခုခုလို့ဘာလို့ညာလို့ခုလို့နေညိုနေတော့ကောင်းနေလို့ကြည့်လို့ပေါင်းသေးတွေဖုံးလေးသက်တော့စိတ်ထဲကပြောသလိုဝိုင်းဖွဲ့လာကျိုးစားလို့ခွဲသုံးလေးလို့ခါကြရုံချွေရုံနဲ့ဘာဖြစ်တာလဲမရရင်လည်းဆင်းလိုက်တော့လည်းပဲစိုးပေးမယ်ပြန်มาအေးဟုတ်ပြီယောက်ျားလေးပဲကိုယ့်ကိုဂျွန်းထုတ်ပြီးပြန်ကလေးခိုင်းပြီးမယ်အမဒါတော့တက်နေခြင်းသေးတာ不吃了没有没人带来的哇！我还没来的哇！呀，你爱买的你拿到没买哟？我的钱喽！哦，都当妈妈你来的，哎，好比，你都当拍电影的吧喂？